Hello လူလူလေးပါလူလူလေးကတော့ဒီနေ့ဆိုတာအပြင်သွားဆက်မှာပါဖြစ်ပါတယ်အခုပတ်စံလေးအများကြီးရတယ်ဆိုတော့ပြောတယ်နော်ကိုသွားဆက်ပါမယ်နော်ကဲမီနီမဲ့သွားပါမယ်ကဲသူဘာစားမှလည်းမသိဘူးစဉ်းစားနေရပါနော်ကဲခုကြည့်နေရပါလူလူလေးကတော့ဒီဘက်ချောကလက်မနီအောင်စားထားပြီးတော့အရင်ပြောပါတယ်အဲ့ဒါကိုဒီနေ့သူကပတ်လေးတက်ကဝေးလိုက်လို့သူ့ကိုဝယ်ပေးမှာနော်ကဲဒီကမစားတင်တယ်လို့ပြောနေလူလူလေးကိုဝယ်ကြည့်တော့ပါဘူးမနီအောင်ကလည်းဝယ်ကြည့်ထားတယ်အဲ့ဒါဆိုရင်သူ shopping နဲ့ခဏထွက်နေအောင်ကိုကသဘောတိတ်မကြဘူးအဲ့ဒါကိုသူဒီကမဒီဝယ်ကြည့်ရပေါ့နော်လုံးမယူသေးပါဘူးဒီအဝါရောင်လေးစားတင်နေတဲ့ကမှမစားဖို့ဘူးလားဒီပါစတာရှိမှလည်းမသိဘူးဒီနေ့ကျချောကလက်လေးတိုက်ကဲတပ်ပုတ်ကလေးလိုချင်တာလည်းမသိဘူးတင်နေချင်းတို့ရေဟုတ်တယ်တပ်ပုတ်ကလေးလိုချင်နေပြီးရနဲ့သူ့ကိုသူကတော့မုတ်လေးစားတင်နေမုတ်ကလေးကတော့သူ့ကိုmarshmallow လေးစားကြည့်ချင်မယ်နော်ကဲပြည့်ပြီဆိုတော့ပတ်စံသွားပါမယ်ပတ်စံကတော့840ကျပါတယ်ဆိုတော့ဘာမှဖြစ်ပါဘူးပတ်စံများများကျန်နေပါတယ်ဘိုင်ကဲလူလူလေးကတော့သူစမ်းမှာဖြစ်ပါတယ်ခုဒီ channel လေးကိုလူလူလေးကသူ့ရဲ့ကပီဘာရာလေးကျွေးနေပါကဲလူလူလေးကတော့ကြိုက်တယ်တဲ့ကျမကိုပြောပါဘောနော်လူလူလေးကတော့အရင်ကြိုက်တယ်တဲ့ marshmallow လေးကိုတဲ့နောက်နေ့ကျရင်ဝတ်ကြည့်ပါလားတဲ့ဝတ်ကြည့်ပါမယ်လူလူလေးကိုပြောပါတယ်ကိုလူလူလေးပြီးမယ်အေးတာကိုသိတယ်ဒါနဲ့သူကြီးကမုတ်ပေးစားခိုင်းတယ်ကဲတပ်ပူကြီးလေးနဲ့စမောက်တည်ရဲ့အဲ့မသိတောက်ကြရနော်ကဲထွက်တာပါငယ်ချင်းတို့ဤခုလူလူလေးကုန်တော့နဲ့တော့ပါမယ်ကဲပြီးပြီဆိုတော့တက်တာပါငယ်ချင်းတို့